ကျွန်တော်တို့ face fat လို့ခေါ်တဲ့မျက်နှာမှာရှိတဲ့အစီကိုဘယ်လိုချမလဲပထမဆုံးအနေနဲ့အခြေအနေနှစ်ရပ်ကိုခွဲထုတ်လိုက်မယ်အဲ့ဒါတော့ bloated face နဲ့ double chin bloated face ဆိုတော့မျက်နှာဖောင်းလာတာမျက်နှာပြည့်ဖောင်းပြီးရောင်နေတာမျိုးပြောချင်တာဘာကြောင့်အဲ့လိုဖြစ်ရလဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဆိုဒီယမ်ဓာတ်တွေများနေတဲ့အတွက်ကြောင့်မလို့မျက်နှာဖောင်းနေရတာဖြစ်တယ်အဲ့တော့ဘာလို့အောင်မလဲခန္ဓာကိုယ်မှာပိုတဲ့ဆိုဒီယမ်ဓာတ်တွေကျဖို့အတွက်အငံလျှော့စားရမယ်အသင့်စားအစားအစာတွေ processed foods တွေကိုရှောင်ရမယ်ပြီးလို့ရှိရင်ရေများများတောက်ပေးရမယ် potassium များတဲ့အစားအစာတွေစားပေးရမယ်ငှက်ပြောသီးလိုမျိုးပေါ့နောက်တစ်ချက်ကတော့ double chin ဒီမေးစင်းအောက်မှာအစီရှိတာမျိုး double chin မေးစင်းနှစ်ထပ်ဖြစ်နေတာမျိုးကျွန်တော်မရှိတော့ဘယ်လိုပြရမလဲမသိဖြစ်နေ you want this ဗီဒီယိုအဆုံးနေကြည့်အဲ့တော့ double chin ဖြစ်ရတဲ့အကြောင်းပြချက်ကခန္ဓာကိုယ်မှာအစီပမာဏများနေလို့အဲ့ဒီအတွက်ကြောင့်မလို့ခန္ဓာကိုယ်မှာရှိတဲ့ body fat percentage ကိုချရမယ် weight ချခိုင်းတာမဟုတ်ခန္ဓာကိုယ်က body fat percentage ကိုချခိုင်းတာအစီကိုချခိုင်းတာအစီကိုချခိုင်းတယ်ဆိုပြီးတော့ဒီနားမှာပဲရှိမယ်အစီကိုပဲချမယ် YouTube ပေါ်မှာပေါ်လာမယ်ဒီ double chin ဖြောက်ပြန် exercise တွေပဲလုပ်မယ်ဆိုရင်တော့ကြာမှာမဟုတ်ဘူးအစီကိုတနေရာလေးကွက်ပြီးချလို့မရတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်မှာရှိတဲ့ body fat percentage ကိုချလိုက်မှပဲအဆင်ပြေမယ်နောက်တစ်ချက်ကတော့ hormone ကြောင့် cortisol လို့ခေါ်တဲ့ stress hormone ကြောင့် double chin ဖြစ်လာတာလေရှိနိုင်တယ်အဲ့ဒီအပြင် genetic ကြောင့်လည်း double chin ရှိနိုင်သေးတယ်ကို့အဖေ double chin ရှိလားအမေ double chin ရှိလားဒါဆိုလို့ရှိရင်ကိုယ်လည်းဖြစ်နိုင်သေးတယ်နောက်ချက်ကတော့ lifestyle ကြောင့်ကျွန်တော်တို့ခေါင်းရင်းငုံပြီးဖုန်းသုံးတာများတယ်အလုပ်လုပ်တာများတယ် laptop သုံးတာများတယ်အဲ့ရပုံမှာလှည့်ပြီးဖုန်းသုံးတာများတယ်ဆိုလို့ရှိရင်ဒီနေရာလေးက double chin ဖြစ်လာနိုင်ခြင်းများတယ်ဒီနေရာလေးကအစီစုလာနိုင်ခြင်းများတယ်နောက်ဆုံးတစ်ချက်ကတော့ neck posture ကြောင့်ဒီ level ရဲ့အနေအထားကြောင့်ဒီ double chin ဖြစ်လာတယ်ဒီအချက်ကကျတော့လူသိနေပါတယ်ဘာလို့လဲဆိုတော့မျက်နှာအစီဘယ်လိုချမလဲဒီ double chin ဘယ်လိုဖြောက်ကမလဲဆိုတော့ view တွေကြည့်လိုက်တိုင်းမှာဒီအချက်ကပါမလာဘူးဒါကတော့ဒီ level ကနေပြီးတော့အနေအထားမမှန်လို့ရှိရင်လေဒီ double chin ဖြစ်လာနိုင်ရရှိရပြီးလို့ရှိရင်အသက်ရှူသွင်းတဲ့ muscle တွေဒီ diaphragm နဲ့တခြား muscle တွေအလုပ်ကောင်းကောင်းမလုပ်တဲ့အတွက်ကြောင့်မလို့လေ neck breathing လို့ခေါ်တဲ့ method ကိုသုံးပြီးတော့အသက်ရှူရတဲ့အတွက်ကြောင့်မလို့လေဒီ double chin ဖြစ်လာနိုင်တယ်ဒီမှာစီကျွန်တော်မှဒီ double chin မရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့ level အနေအထားလေးကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်မရှိဘူးနော်ထွက်လာပြီအဲ့ဒါပဲဒီအချက်ကကျတော့လေလူဖြစ်အရန်နေတော့တိတ်ပြီးတော့လေကောင်းတယ်မထည့်စေချင်ဘူးဘုရားရဖို့တော့ပြောပြခြင်းဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဘာကြောင့်ဖြစ်လဲဆိုတော့သိပြီးဆိုလို့ရှိရင်ဘယ်လိုချရမလဲဆိုတော့ဒီတနေရာလေးပဲကွက်ချလို့မရတဲ့အတွက်ကြောင့်မလို့ double chin ချမယ်ဒီ face fat ချမယ်ဆိုလို့ရှိရင်လည်းတခြားအစီချမယ်ဖြစ်စဉ်အတိုင်းသွားစီခြင်းတယ်နောက်ဆုံးအနေနဲ့အကြံပေးချင်တာက calorie deficit လုပ်ပါခန္ဓာကိုယ်မှာရှိတဲ့ body fat percentage ကိုချပါစိတ်ညစ်မခံပါနဲ့ cortisol လို့ခေါ်တဲ့ stress hormone မတက်ပါစေနဲ့အဲ့လိုရှာနေပြီပါတနေရာထဲမှာထိုင်ပြီးဖုန်းသုံးတာမျိုးမလုပ်ပါနဲ့ကိုယ့်ရဲ့ lifestyle ကိုအတက်နိုင်ဆုံးပြင်ပေးပါဒီလိုပုံစံနဲ့ကျွန်တော်လူမျိုးမေးဦးတွေ့လေးရလာပါလိမ့်မယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော် Brian ပါ stay fit ပါကျန်းမာကြပါစေ follow လည်းလုပ်ထားခဲ့အောင်